ဒီမင်းဦးကောင်းပုံစံရှိတဲ့ Seahorse လို့အမည်ရှိတဲ့ရင်းနှီးတတ္တဝါလေးလည်းပဲဖြစ်ပါတယ် Seahorse ကိုကမ္ဘာပေါ်မှာအနစ်နာခံဆုံးသောတတ္တဝါလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့တွေမှာမိတ်လိုက်ပြီးချိန်မှာ Male Seahorse အမဖြစ်တဲ့ကောင်က Male Seahorse အထီးကောင်တွေရဲ့ဘိုင်းအိမ်နဲ့တားလောင်းအုံမျိုးများကိုထည့်ပေးကြတယ်။ဒါကြောင့် Male Seahorse အထီးကောင်များက Male Seahorse မျိုးလောင်းကိုပင်ကိုတာဝန်ယူပြီးလွှဲထားပေးရပါတယ်။ရက်ပေါင်းတစ်ပတ်မှနှစ်ပတ်ခန့်အကြာမှာတော့ Male Seahorse တားလောင်းများကိုမွေးထုတ်ပေးရပါတယ်။ Male Seahorse တချို့ဖာပကင်လောင်းများကတော့ Male Seahorse တောင်များကိုမွေးထုတ်ပြီးတည်ဆုံးကြပါတယ်။ဒါပေမဲ့အားလုံးတော့မဟုတ်ပါဘူး။ Male Seahorse ဘာကြောင့်တည်ဆုံးရတယ်လဲဆိုရင်တော့ Male Seahorse ထီးများမှာ Male Seahorse မျိုးဥများကိုကိုယ်ဝန်ကိုလွှဲထားချိန်အစာမစားခြင်းနဲ့ဖိအားအရမ်းများလာတတ်ကြတယ်။ Male Seahorse တားလောင်းများကိုမွေးဖွားပြီး Male Seahorse အထီးများမှာအာရင်ကုံဆုံးပြီးတည်ကြရပါတယ်။ဒါကြောင့် Male Seahorse ကောင်များကိုတချို့ကကမ္ဘာအနစ်နာခံဆုံးတတ္တဝါလို့လည်းခေါ်ကြတယ်။တဲ့လို့ရော Male Seahorse အထီးများလို့အနစ်နာခံပြီးကိုဝန်ဆောင်ခြင်းပြီလား Male Seahorse လို့ဖခင်တယောက်ဖြစ်ချင်နေပြီမဟုတ်လားဟုပြောကြရင်ဒီဗီဒီယိုကိုအဆုံးသတ်လိုက်ရပါတယ်။ကြည့်ယူပေးကြတဲ့ပရိသတ်အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်။